Hi မင်္ဂလာပါရှင်မင်္ဂလာပါကိုနဲ့တော့မဆိုင်ပါဘူးမဆိုင်ဘူးဆိုပေမဲ့လေစုစုနဲ့ကျမတို့နဲ့ဆိုတာလေတကယ် fan စစ်တွေနဲ့ညီရင်းနှမတွေလိုတရားပေါ့နော်ဟိုပထမတော့ဟိုကြက်စီထမင်းကိစ္စပေါ့အဲ့ဟာဆွဲကြီးကိစ္စဆိုလားမသိပါအဲ့ဒါတက်လာတာပေါ့နော်အဲ့တက်လာအဲ့ဟာလို့သူကသွားမှန်လိုက်တဲ့ဥစ္စာသူ့သမီးသူ့မျိုးသမီးမြင်သွားလို့ဆိုပြဿနာတက်တယ်အဲ့တော့တကယ်တနာမိရပါကတော့လူယိုးကြီးတော့မိမဟိုရင်းဖြစ်တာမိမကိုကြောက်တယ်တော့ကြည့်အောင်ပြဿနာရတော့တက်ကုန်နေတူရဲဆိုပြီးတော့သဘောကျကိုပြောရလို့သဘောကျပြီးတော့ရီမိသေးနောက်တော့မှဒါထက်တက်လာသုံးပွဲဝယ်တယ်ဘောရဆောင်လာပို့ကြီးတယ်လုပ်ပြပြီဗျာဟဲ့လူတွေသုံးပွဲဝယ်တယ်ဘောရဆောင်ရအောင်ကိုရဆန်ကောင်မလဲကျွန်တော်ကောင်မလေးပုံနေဗျာခင်ဗျာဘာပြောနေရလို့ဒါလည်းမလဲနေတာဘိုးတို့မှန်နေလို့လေကွာခင်ဗျာသုံးပွဲဝယ်တယ်ဘောရဆောင်ရှိတယ်ဘယ်နည်းရှိအောင်မနှက်ပြန်ရှိတယ်ကျမအဲ့ဟာယူတက်လာတော့မှကျမတို့လည်းသဘောပေါက်လိုက်တာပြောရမယ်ဆိုရင်တော့ဟိုဟာစွညီမလေးစွကိုယူပြီးတော့ attention ယူပြီးတော့အဲ့ဆိုင်ရောင်းနေဆိုတော့သူတို့လည်းများလည်းဘာမှမဖြစ်ပါဘူးအေးဆေးပါပဲအဲ့ပုံစံကြည့်ရတဲ့အနေထားရလေပြဿနာမတက်ကြပါဘူးသုံးပွဲဝယ်တစ်ပွဲလက်ဆောင်ဆိုတော့သူ action ကြမှာညီမတို့လည်း attention ရှာရဆိုတော့သိသွားအခုဒီမှာနောက်တစ်ပုတ်ဒီ video file ကိုကျွန်တော်မျိုးသမီးလေးမမြင်ပါသေးနဲ့ဗျာမျိုးသမီးလေးမြင်တော့ရန်စိတ်ဆိုးမှာပဲချစ်စရာဒီလိုဗျဒီပါ不要讲了，呀不要讲了，你快进来他们了没有的了。ပြောတဲ့စကားလုံးတွေကပြင်းထန်ပြတ်သားပြီးတော့ရိုင်းဆိုင်နေဗျကျွန်တော်အဲ့ view ကိုတွေ့ပြီးတော့ညာလေကျွန်တော်တွေ့တော့ပြောတဲ့စကားတွေကပြင်းထန်ပြတ်သားပြီးတော့ရိုင်းဆိုင်နေတဲ့16နှစ်အခုမှ17နှစ်ပြည့်ပြီလို့16နှစ်ထဲရောက်ပြီ16နှစ်ပြည့်ဖို့လို့ဟို16နှစ်ပြည့်မဲ့လို့တဲ့ကလေးကပြင်းထန်ပြတ်သားပြီးရိုင်းဆိုင်နေဆိုတော့ဘယ်လိုပြောอ่ะအဲ့ဒီ AI ကြီးကထုတ်ထားတာကြီးကစွစုကွင်းရဆိုင်ပေါ်မှာအဲ့ဒီအကိုရုပ်နဲ့အဲ့ဒီစွစုနဲ့ကိုနှကန်းနေစုပ်ပြီးတော့လှုပ်ထားတဲ့ပုံကြီးအဲ့ဒါကိုဒီကလေးကဒေါသမထွက်ပဲနေမလားဒီအရွယ်ကဒေါသထွက်တာပေါ့အဲ့နေရာမှာအကိုနှမအကိုညီမအကိုအမေဆိုရင်ဘယ်လိုခံစားရမလို့ပုံကြီးအဲ့လိုလုပ်ပြီးတော့ရိုက်ထားတာလေနော်အဲ့တော့ဒီကလေးခံစားရမှာပေါ့မခံစားရပဲနေမလားအဲ့ဒါ तू ရိုင်းတာမဟုတ်ဘူးအဲ့ဒါအကိုနေထိုင်မတက်တာနောက်ပြီးကြတော့ဒီမှာထပ်ပြအဲ့ဒီအကောင့်ထဲမှာပဲလေအဲ့အကောင့်ထဲမှာပဲဒီမှာစွဲကြီးอ่ะချစ်စရာလေးတဲ့ဒါကောင်မလေးကတော့ဘယ်ကကောင်မလေးတော့မသိဘူးပေါ့နော်အဲ့ကောင်မလေးချစ်စရာလေးဆိုထပ်မှန်တာသူကအနေည तू မူးပြီးမှန်တာတဲ့ဒါဆိုရင် तू အနေတညလုံးအကုန်လုံး तू လှတဲ့ကောင်မလေးအကုန်လုံးရှောက်မှန်တာနဲ့တူတယ် तू မှန်တာတစ်ခုတည်းမှမဟုတ်တဲ့ဟာကြီးနော်အဲ့ဒါနဲ့ကျမအဲ့ဒါပြောချင်တဲ့ပြဿနာဒီမှာကျမစာလာပို့ထားလို့ပါနော်ဘာစာလာပို့ထားတာလဲဆိုတော့ဘလို့စက်စီထမင်းလင်မယားကတဲ့တစ်တော်တဲ့အပါအတန်းရှင်းချလာလဲဗျာတဲ့ကိုရဆိုင်နေတဲ့ဆိုင်ခွဲတွေအမြဲဖွင့်နေတဲ့စက်စီထမင်းဆိုင်ကိုဘာလို့လမ်း